အိမ်ချမ်းမြေခုမှစဝယ်မဲ့သူတွေအတွက်အိမ်ချမ်းမြေဝယ်နည်းတင်နန်းတညတင်နန်းလေးဧပြီ1ရက်နေ့ညမှာစပါမယ်ဒီတင်နန်းရဲ့ရည်ရွယ်ချက်ကအိမ်ချမ်းမြေစဝယ်မယ်ဆိုရင်အိမ်ချမ်းမြေကိုဟလာဘလို့ဟာကိုအဓိကထားကြည့်ရတာလဲဘလို့ဟာတွေကအဓိကမကြဘူးလေနောက်ပြီးတော့ဘလို့ရည်ရွယ်ချက်နဲ့ဝယ်ရင်ဘလို့နေရာမှာဝယ်ရမှာလဲနောက်ပြီးတော့ကျကိုယ့်ရဲ့goal setting ပေါ့နော်ရည်ရွယ်ချက်ကိုဘယ်လိုမျိုးချမှတ်ရမှာလဲနောက်ကိုယ့်ရဲ့ရည်ရွယ်ချက်တွေကဘာတွေနဲ့ပြည့်စုံရမှာလဲဆိုတာတွေကိုဝေမျှပြီးတော့ကျတော့ပြင်ကြားပေးသွားမှာဖြစ်ပါတယ်နောက်ထပ်ပါမစ်စာရွက်တွေအကြောင်းနဲ့ခရမ်းစာရွက်အကြောင်းလေးတွေကိုထည့်ပြီးတော့ကျတော့ညှသွားမှာဖြစ်ပါတယ်နောက်ပြီးတော့ပေါ့နော်ဒီနယ်ကလူတချို့အတွက်ပေါ့နော်မြေတွေရဲ့အလုံးလုံးပုံလုံးလေးတွေနော်ဘယ်မြေကနော်ခရမ်းကိုဘလို့အစ်စ်အနေနဲ့ပြောင်းသွားတယ်ဆိုတာလေးတွေကိုထည့်ပြီးတော့ကျတော့ဝေမျှသွားမှာဖြစ်ပါတယ်အဲ့တော့ဒီတင်နန်းလေးရဲ့ရည်ရွယ်ချက်ကအိမ်ချမ်းမြေတွေကတန်ကြီးအလွန်ကြီးတယ်တန်ကြီးအလွန်ကြီးတဲ့အခါမှာလူတွေရဲ့စိတ်မှာအရန်ကိုမှားမှာကြောက်တယ်ရောထွေးနေတယ်ရှုပ်ထွေးနေတယ်မှားမှာကြောက်တယ်မဝယ်ရဲဘူးမဝယ်ပြစ်ဘူးမဝယ်ပြစ်တဲ့အခါမှာအထမမြောက်ပဲနဲ့အိမ်ချမ်းမြေဈေးတွေတက်တနေ့တခြားတက်လိုက်လာတဲ့အခါမှာလိုက်မမီတော့ဘူးဆိုတဲ့ပြဿနာမျိုးတွေမဖြစ်အောင်အိမ်ချမ်းမြေကိုဝယ်ရဲသွားအောင်ဝယ်ပြစ်သွားအောင်ဘလို့အချက်လက်လေးတွေကအဓိကထားကြည့်ရမှာလဲဘလို့အချက်လက်လေးတွေကအရေးမကြီးဘူးလဲဆိုတာလေးတွေကို2နာရီခွဲစာဝေမျှသွားမှာဖြစ်ပါတယ်ဧပြီ1ရက်နေ့ည9နာရီမှာ Zoom နဲ့တင်မှာဖြစ်ပါတယ်တညတင်နန်းပဲဖြစ်ပါတယ်တင်နန်းကြီးကတယောက်ကို3000ပါနော်လူတဦးလည်းရင်3000ပါအဲ့တော့တင်နန်းအပ်လို့ရပါပြီတင်နန်းအပ်မယ်ဆိုရင်ဒီပြည့်ရဲ့ Messenger နော်နောက်ပြီးတော့ဖုန်းနံပါတ်39 96382255 39 985 968 953ဖုန်းနံပါတ်တွေ Viber တွေကိုဆက်သွယ်ပြီးတော့အပ်လို့ရပါပြီZoom application down ထားဖို့လိုပါတယ်သင်တန်းမမိလိုက်တဲ့သူတွေကို Telegram မှာသင်တန်းဗီဒီယိုပြန်ပြီးတော့သင်နေတဲ့ဗီဒီယိုကိုပြန်ပြီးတော့တင်ပေးမှာဖြစ်ပါတယ်အဲဒါကြောင့်သင်တန်းမမိလိုက်လဲဗီဒီယိုပြန်ပြီးတော့ကြည့်လို့ရပါတယ်နော်လူတဦးလည်းရင်3000ကျပ်နဲ့စပြီးတော့ကျတော့လက်ခံနေပြီဆိုတာကိုဒီဗီဒီယိုလေးနဲ့အမျိုးတို့ကို message ပေးလိုက်ပါတယ်ရှင်